အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ TV Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ပတ်ဒီမာရဲ့အလှပေးတဲ့ကိစ္စကိုပြန်လဲဖြေရှင်းလာတဲ့ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးဒါမပြောတော့လူနေတာနော်ပြောလိုက်ပါဦးလေလေကိစ္စအဲ့ဒီလေကိစ္စတွေပြီးတော့ဘောနော်ဒါဖတိမာတို့ဆိုရင်ဒါလူတွေတကယ်ကိုလူချင်းနဲ့စိတ်ကြမှုပါမလူလေမသွားဘူးလားဒီရိုက်နေတယ်ကိုသွားတာသိမှာမဟုတ်ဘူးသိကြဘူးမလူလားတော့ဒီလောက်တော့ဖြစ်နေတယ်ရိုက်နေတယ်လည်းပြပြရတယ်ပြီးတော့ပေါ့နော်ဒီရိုက်တာအဲ့ညက်လေကိုကြီးရကွာရညနေမှရရရှိလာလို့ပြီးတော့လေလေးကြည့်လိုက်တာကျမညက်လေဖတိမညက်လေဘယ်လောက်ကြာလဲအဲ့ကိုကိုကြီးရိုက်နေမှရတယ်ရတယ်ညီမရတယ်ကိုကြီးကစဉ်းစားနေတာနဲ့တော့ဒီရိုက်ရခိုင်းနေနော်အဲ့အေးရညက်လေကိုကြီးရှိအောင်မမဲနေပါအောင်မနေလေတင်တာမမဲနိုင်အဲ့ကိုကြီးအခုဘာလို့မပြေသေးလဲဖတိမာတို့အဲ့ဒီကိုကြီးဆုံးမလို့သေးတာလေသူချင်းနဲ့လည်းဒီလိုမောင်လေးပြောပြလိုက်တယ်နော်သွားလူမှာသူတို့မလက်ခံရင်ရောက်ပြီးမနဲ့သွားမှာပါနော်ပြီးတော့အဲ့ငှက်လေကြီးကတယောက်မှာ2000စီပေးပြီးတော့ဘီယိုရိုက်နေတယ်ဆိုတာကျမအားလုံးမောင်းနေတာဘုံခေါ်တာလည်းမဟုတ်ဘူးပြီးတော့ပြပြရတယ်မဟုတ်ဘူးနော်တယောက်မှာ2000လည်းမဟုတ်ဘူးဆက်သိမ်းပါရှင်ငှက်လေကြီးကိုငှက်လေအားလုံးမောင်းရှိရှိကိုမှဆက်သိမ်းပါရှင်ငှက်လေကြီးကိုမှတချို့သွားပြန်သူတို့တွေအတက်နဲ့ရင်းရတယ်ပေါ့နော်ဘာလို့လဲဒီသိရတယ်အတက်နဲ့ရကြတယ်ဒီလောက်ရေးကြီးပေါ့နော်လေးမျက်နှာမျိုးကြီးတစ်မျိုးတော့မှငှက်လေနဲ့ဟိုကောင်ဒီရွာတဲ့ဟိုကောင်ဒီရွာတဲ့နဲ့ပေါ့နော်ပြီးတော့ညီမလေးအစီအစဉ်တော့ပြီးပါတချို့ဒီငှက်လေရှိရှိမှာပေါ့နော်ဒီလေးကြီးတော့အစီအစဉ်တော့ပြီးပါဒီကလေးကြီးကညီမလေးရဲ့မဲ့ညီခါခါတီးတီးလေးတော့မှညီးနေတာတွေ့မလားအဲ့ဒါတက်မဲ့စေစားနဲ့ပြူလာသူတို့ကအဲ့လိုလုပ်လို့ဆိုပေါ့နော်အဲ့လိုမလုပ်ရတဲ့ကိုကြီးကိုလည်းတက်နေစီရတာပဲတနေ့ကုန်ပြင်ပန်းနေတယ်ဇိုးပေးခဲ့တာပါရှင်အဲ့ကိုကြီးကိုနော်ဇိုးပေးခဲ့တာ3သိန်း3သိန်းဒီပေးခဲ့ရပါတော့ငါလေးတွေသိန်းနဲ့ပေးတာအဲ့ကိုကြီးကို3သိန်းပေးခဲ့ပြီးတော့ငါလေးတွေကြီးတော့မှ3သိန်းနဲ့ပေးခဲ့ရနော်ဒီမှာငါလေးရှိရှိကိုမှ7သိန်းတူခဲ့ပါတယ်ရှင်ဒါကဂုံခေါ်ပြီးကြောရခြင်းလည်းမဟုတ်ပါဘူးတချို့မသိတဲ့လူရှင်းပြတာမပြောတော့ဘူးပြောလို့နေတာကပြောမှပြတဲ့အရာမလို့ပါရှင်ကျွန်မကဖတိမလို့ဒီကအလုံးမငွေ300နဲ့မှ30ပါရှင်130ပုံငွေကြီးငွေရ60လိုက်ပါပါတယ်တခြားဘာလို့ပြီးတော့ညီမလို့ပေါ့နော်ရန်ကုန်အင်ဂျင်ပြည်နယ်မောင်လေးတွေပေါ့နော်တန်လေးတွေပေါ့နော်ကျွန်မကလေးမသိတာလို့ဒီပြည့်ပြည့်တဲ့အမားတွေပေါ့နော်အားလုံးတော့ကျွန်တော်တို့ဒီငွေမှ330ပါရှင်ဖတိမငွေကြီးငွေမှ60ပါပါတယ်ရှင်အဲ့ဒါလေးပြောပြခြင်းဖြစ်ပါတယ်ရှင်ဒီတက်တော်ပေါ်မှာလေးရှောက်ရှောက်ပြောနေတာဒီလိုရိုက်ပြီးတင်လာနဲ့ဆိုကြတယ်ဒါမျိုးလေးဒီမှာကိုကြီးတွေကလည်းတင်ခိုင်းလို့တင်ပေးရပါဒီလိုတင်မှလည်းလူမဲ့လူတွေနောက်သိအောင်လို့ပေါ့နော်ငါလေးဒီမှာလေးဘောကောင်းနေဆိုတဲ့အကြောင်းဒီလိုကြောင့်ငါလေးကဈေးတွေကြီးတာပေးရတာအစမတန်လို့ပြောနေတယ်အဲ့လိုမဟုတ်ဘူးဆိုတဲ့အကြောင်းသူပေးနေရတဲ့ဆိုတဲ့အကြောင်းဘောကောင်းနေဆိုတဲ့အကြောင်းအဲ့ကိုကြီးတွေကပဲဗီဒီယိုရိုက်ခိုင်းတာပေါ့နော်လူကြီးနဲ့အဲ့ကိုကြီးတွေဘုန်းနဲ့မလေးရှိပါတယ်ဟိုမနေ့လည်းဒီတိုင်းတိတော့ကောင်းတာအဲ့ကိုကြီးကမဲ့သွားတယ်နော်သွားလူကြီးနဲ့ဒီနေ့ရှင်ပြောပါဘုန်းနဲ့ပြပါမယ်သဘောကောင်းပါလေရှင်ပြပြပေးရပါနော်